ကျွန်တော်လိန်ခံလိုက်ရပြီဒီစကားကိုစကြတော့လူကြီးမင်းတို့အနေနဲ့ online ငွေကြေးလိမ်လည်မှုကနေခံရတယ်လို့ထင်ကောင်းထင်နိုင်လိမ့်မယ်။ဘာကြောင့်ဒီလိုထင်တာလဲဆိုရင်ဒီရဲ့ပိုင်းမှာ online ငွေကြေးလိမ်လည်မှုတွေကစက်တိုက်ကိုဖြစ်နေတော့ဒီလိုထင်တာလည်းမဆန်း။တကယ်လည်းကျွန်တော်လိန်ခံလိုက်ရတာကကျွန်တော်ကိုကျွန်တော်ပါပဲ။ဘာကြောင့်ဒီလိုမျိုးပြောရတာလဲဆိုရင်ဥမာအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကျွန်တော်ဖန်တီးတဲ့အခါမှာဒီဗီဒီယိုအတွက် script ကိုမနှက်မှတ်ကြမှာပဲရေးတော့မယ်။ဒီဗီဒီယိုအတွက် edit ကိုမနှက်မှတ်ကြမှာပဲစက်တော့မယ်ကွာဆိုပြီးတော့တကယ်လည်းမနှက်မှတ်လုပ်ဖြစ်လားဆိုတော့လေမလုပ်ဖြစ်ဘူး။ဒီလိုနဲ့ TFP တာအချိန်တွေကုန်လာခဲ့တယ်။လုပ်စရာရှိတဲ့အလုပ်တွေတာဝန်တွေကိုမပြီးမြောက်စေစကားလေးတစ်ခွန်းကြားဘူးတယ်အဲ့ဒီစကားလေးကဘာလဲဆိုရင်မင်းလုံနေကြအလုပ်တစ်ခုကိုတရက်လောက်လေးမလုပ်ဘဲနေလိုက်နောက်ထပ်နေ့တွေမှာအဲ့ဒီအလုပ်ကိုဆက်မလုပ်ဖို့ကပို့ပြီးလွယ်ကူသွားနိုင်တယ်အဲ့ဒီစကားလေးတစ်ခွန်းကကျွန်တော်တိတ်ကြိုက်တဲ့စကားလေးတစ်ခွန်းနဲ့ပါတယ်ဒါဆိုမိတ်ဆွေတို့အနေနဲ့လည်းဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အချိန်ကစပြီးတော့ကိုလုပ်စရာရှိတဲ့အလုပ်တွေကိုအချိန်မဆွဲဘဲနဲ့လုပ်ဖို့အတွက်အကြံပြုတင်ဗီဒီယိုလေးကိုချိန်ရတဲ့ဆိုရင်တော့ like and follow လုပ်ပေးဖို့အတွက်တောင်းဆိုခြင်းနဲ့ဗီဒီယိုလေးရတော့ပါပဲနောက်ထပ်ဗီဒီယိုတွေကိုပြန်လည်တွေ့ဆုံပါအောင်မယ်See you guys.